ရှင်းထဲမှာပါတဲ့ database ဆိုတာဘယ်လိုမျိုးလဲရှင်းထဲမှာပါတဲ့ database ဆိုတာကကျွန်တော်တို့ခုနကကျွန်တော်တို့ဒီအရင် video တွေမှာတိဆောက်ခဲ့တဲ့ page တွေအားလုံးကိုကျွန်တော်တို့ database တစ်ခုထဲမှာတင်ဆက်ထားတဲ့ပုံစံဖြစ်တယ်သူက page တွေကိုစီမံခန့်ခွဲတဲ့နေရာမှာအရေးပါတဲ့နေရာမှာပါဝင်တယ်ကျွန်တော်တို့ page တွေအများကြီး simple page တွေအများကြီးကိုတိဆောက်တယ်ဥပမာဗီဒီယိုကြီးတစ်ခုပဲဆိုပါစို့အဲ့ဗီဒီယိုကြီးထဲမှာကျွန်တော်တို့ရဲ့အချက်အလက်တွေကိုတင်စီထားတဲ့ပုံစံမျိုးပေါ့နော်လိုအပ်တဲ့ file ကိုအဲ့ဗီဒီယိုကြီးတစ်ခုတည်းပဲဆွဲထုတ်လိုက်တဲ့ပုံစံမျိုးနေရာတွေပြန့်ကျဲပြီးရှာစရာမလိုပဲနဲ့တနေရာထဲမှာပဲအဲ့ data ပြီးဒီနေရာထဲမှာပဲကျွန်တော်တို့လိုအပ်တဲ့ data တွေကိုဆွဲထုတ်တဲ့ပုံစံမျိုး database လို့ခေါ်တယ်ပေါ့နော် Notion database လေးတစ်ခုလေးကျွန်တော်တိစောက်လိုက်ရအောင်ဒီမှာ private ရှိတယ်ပေါ့နော် private ထဲမှာဒီမှာအပေါင်းလက္ခဏာလေးရှိတယ်အဲ့အပေါင်းလက္ခဏာလေးကိုကျွန်တော်တို့ update page ဆိုပြီးနှိပ်လိုက်လို့ရှိရင်ဒီ page တစ်ခုကြာလာနိုင်မယ်ပေါ့နော် okay page တစ်ခုကြာပြီးရင်ကျွန်တော်တို့နာမည်တစ်ခုပေးမယ်page name တစ်ခုပေးမယ်okay page name ပေးပါလို့ရှိရင်အနာခေါက်လိုက်မယ်ပြီးရင် start ခေါက်လိုက်ပြီးတော့data ဆိုပြီးတော့အောက်မှာ data full page ဆိုပြီးပေါ်လာတယ်အဲ့ဒါလေးကိုကျွန်တော် check လေးလိုက်မယ်ကြည့်လိုက်လို့ရှိရင်ဒီမှာ database table လေးကြာသွားပြီပေါ့okay database table ကြာသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ပါစာလို့ data ဖြည့်မယ်ပေါ့နော်ကိုဒီမှာကိုလုပ်မဲ့ project တစ်ခုပေါ့ project ထားပါတော့ project PROJCT project ပြီးရင်ကျွန်တော်တို့ property ထပ်အပ်မယ်ပေါ့နော် property ကပါအပ်မယ်ဆိုလို့ရှိရင်text ဒီမှာ text တွေ slide တွေ stat တွေ person တွေ phone number တွေနာမည်အများကြီးအပ်လို့ရတယ်ပေါ့နော်အခုကကျွန်တော်က text ပဲအပ်မယ်ဖြစ်တဲ့ address text ကိုကျွန်တော်နာမည်ချိန်မယ်ဆိုလို့ရှိရင်အပေါ်တစ်ချက်ကလစ်လိုက်မယ်ပြီးရင် priority ဆိုပြီးကျွန်တော်အပ်လိုက်မယ်ပြီးနောက်တစ်ခုထပ် property တစ်ခုထပ်အပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာပေါင်းလက္ခဏာလေးနှိပ်လိုက်မယ်ပေါင်းလက္ခဏာလေးထပ်ပြပါပြီနောက်တစ်ခုကကျွန်တော်တို့stat ဆိုတာကဒီမှာကျွန်တော် action တွေလုပ်မှုအတွက်ပေါ့နော် stat ကိုရွှေ့မယ်ဒါတော့ကျွန်တော် simple လေးတိစောက်ပြတာပေါ့နော်ဟိုဒါတော့ကိုယ်စိတ်ကြတဲ့ပေးတိစောက်လို့ရတယ်နောက်တစ်ခုproduct manager okay နောက်တစ်ခု as property engineer okay ဒါလေးပြီးပါပြီเนาะအဲ့ဆိုကျွန်တော် data လေးလိုက်ဖြစ်မယ် okay ကြောက်ကြာအောင်မဆိုလို့ဒီ data ဖြစ်တဲ့ပိုင်းလေးကျွန်တော်ကြော်လိုက်ပါเนาะ okay ကျွန်တော်တို့မှာဒီလိုdatabase ရှိတယ်ပေါ့เนาะဒါက database ထဲမှာကျွန်တော်တို့ နဲ့သက်ဆိုင်တဲ့ page တွေအများကြီးကိုကျွန်တော်တို့ database ထဲမှာထည့်ထားတယ်ဒီ database ကိုယ်တိုင်ကလည်း page တစ်ခုအနေနဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကြိုက်သလိုcustomize လုပ်ပြီးတော့ကြိုက်သလိုစီမံခန့်ခွဲလို့ရတယ် draw လိုအပ်တဲ့နေရာကိုလိုအပ်သလိုရွှေ့ပြောင်းယူလို့ရတယ်ပေါ့နော်သူ့မှာ property တွေပါဝင်တယ်နော် property တွေဆိုတာကဒီမှာကျွန်တော်တို့ထည့်လိုက်တဲ့ project တွေရှိမယ်ဒီမှာ date တွေရှိမယ် engineer priority product manager stat ဆိုပြီးတော့ဒီမှာသူ့မှာ property တွေရှိတယ်ဒီ property တွေကအခုလက်ရှိမှာတော့အခုလောလောဆယ်တော့တိတ်ပြီးတော့မတိတာတွေလည်းကိစ္စမရှိဘူးเนาะနောက်ပိုင်းဒီ property တွေကဒီကျွန်တော်တို့ဒီ database တွေအများကြီးကိုချိတ်ဆက်အသုံးပြုပြီးတော့ကိုလိုချင်တဲ့ data ကိုဆွဲထုတ်တဲ့နေရာမှာအသုံးဝင်မှာဖြစ်တယ်အခုလောလောဆယ်တော့ကျွန်တော်တို့အဲ့အဆင့်ထိမရောက်သေးတာဖြစ်တဲ့အတွက်ဒါတွေကခဏတိထားရုံပဲတိထားအောင်ပဲပေါ့နော်ဒီမှာ property ဆိုလို့ရှိရင်ဒါကို database တစ်ခုအနေနဲ့သတ်မှတ်ရမယ်ကျွန်တော်တို့ page တွေအများကြီးထည့်ရမယ်နောက် database တစ်ခုမှာလည်းအဲ့လိုမျိုးဒီလိုမျိုး page တွေထည့်ထားမယ်အဲ့ဒါကိုကျွန်တော်တို့
database နှစ်ခုကနေရောကျွန်တော်တို့လိုချင်တဲ့အချက်လက်တွေကိုဆွဲထုတ်ကြလို့ရလို့ရှိရင်ကျွန်တော်တို့ property တွေနဲ့property ကိုအသုံးပြုပြီးဆွဲထုတ်လို့ရတယ်ပေါ့နော် okay ဒါကတော့သူ့မှာပါဝင်တဲ့ property ပါပြီးတော့ဒီမှာကျွန်တော်တို့ကလောလောဆယ်မြင်နေရတာက table အနေနဲ့မြင်နေရတယ်ပေါ့နော်တူညီတဲ့ chat data တွေကိုကျွန်တော်တို့မတူညီတဲ့ပုံစံတွေနဲ့လည်းမြင်လို့ရတယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်သူ့မှာဒီမှာအပေါင်းလက္ခဏာလေးရှိရနော်အပေါင်းလက္ခဏာလေးမှာကျွန်တော်တို့ border view နဲ့ box view နဲ့ပဲမြင်ချင်တာလား gallery view နဲ့ပဲမြင်ချင်တာလား list view နဲ့ပဲမြင်ချင်တာလားကျွန်တော်တို့ဒီ presentation တွေလုပ်တဲ့နေရာမှာဒီကိုယ့်ရဲ့ data chat list တွေကို chat အနေနဲ့မြင်ချင်တာလား timeline အနေနဲ့မြင်ချင်တာလား match နေ calendar တွေ form အနေနဲ့မြင်ချင်တာလားအေးစပဲbox အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးမြင်နေရပါဘောเนาะကျွန်တော်တို့ရဲ့ data တွေကိုဒီလိုပုံစံမျိုးလေးမြင်နေရမယ်ဒါတကယ်အခုခုနကပထမဆုံးမြင်နေရတာကကျတော့ calendar table ဟုတ် sorry table data table view အနေနဲ့မြင်နေရတာပေါ့เนาะဒီပုံစံလေးကျွန်တော်တို့ chat view အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီလို view လေးနဲ့မြင်နေရမှာဖြစ်ပြီးတော့ဒါ gallery view အနေနဲ့မြင်နေရမှာပေါ့เนาะပြီးတော့ဒီမှာ timeline အနေနဲ့ဆိုရင်တော့ကျတော့ဒီလိုပုံစံမျိုးလေးကျွန်တော်တို့မြင်နေရမှာဖြစ်တယ်ပေါ့နော် list view နဲ့ကြည့်မယ်ဆိုရင်ဒီပုံစံမျိုးလေးကိုကျွန်တော်တို့မြင်နေရမှာကိုကြိုက်တဲ့ပုံစံမျိုးနဲ့မြင်လို့ရတယ်ပေါ့နော်ဒါသူ့ရဲ့အားသာချက်ပေါ့နော်လောဆယ်တော့ကျွန်တော်တို့ table view လေးနဲ့ပဲကြည့်တာအောင်ဝင်ဒါကြတော့ကျွန်တော်ကကြတော့ table ကိုအရင်တိဆောက်တာလို့ဒီလိုပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ကိုမွန်ကို table တစ်ခုကို database တစ်ခုကိုတိဆောက်လိုက်မယ်ပေါ့နော်ဒီမှာ database တွေမှာကျွန်တော်တို့ page တွေထည့်ထားတယ်အဲ page တစ်ခုချင်းစီရဲ့ data တွေကိုကျွန်တော်တို့ဒီမှာ open ဆိုပြီးနှိပ်လိုက်ပြီးတော့ဝင်ကြည့်လို့ရတယ်ဒီမှာသူနဲ့သက်ဆိုင်တဲ့data တွေရှိပြီဆိုတာကိုကျွန်တော်တို့ကြည့်လို့ရတယ်ဒါ page တစ်ခုချင်းစီမှာထည့်ထားတဲ့ကျွန်တော်တို့ရဲ့ data တွေပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့ data အချက်လက်တွေကိုကျွန်တော်တို့ filter အနေနဲ့ filter လုပ်ပြီးတော့လည်းကြည့်လို့ရတယ်ပေါ့နော်ကျွန်တော် data တွေများတဲ့အခါမှာကျွန်တော်တို့ filter ဒီမှာနော်ဒီမှာဒါ source ဒီမှာပထမဆုံးက filter ဆိုရရှိတယ် filter လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပါတယ်ကျွန်တော် priority အနေနဲ့ပဲကြည့်မလား stat အနေနဲ့ပဲကြည့်မလား product manager အနေနဲ့ပဲကြည့်မလားအဲဆိုလို့ရှိရင်ဒီမှာ filter အပေါင်းလက္ခဏာလေးရှိရယ်နော်အပေါင်းလက္ခဏာတွေနှိပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ date အနေနဲ့ကြည့်မလားဒီမှာ stat အနေနဲ့ပဲကြည့်မလားဒီမှာ stat ကနှိပ်ထားပြီးသားမလို့ဒီလိုပေါ်နေတာပေါ့နော် stat အနေနဲ့ကြည့်မလား priority အနေနဲ့ကြည့်မလားဒီမှာကျွန်တော်တို့ဒီ1430နှိပ်လိုက်မယ်ဆိုရင်ဒီမှာ filter ဆိုပြီးပေါ်လာတယ်ပေါ့နော် okay filter ကိုကျွန်တော်တို့ click လိုက်မယ်ဒီမှာကျွန်တော်တို့ဒီမှာရှိတယ် project အနေနဲ့ကြည့်မှာလား date အနေနဲ့ကြည့်မှာလား engineer play priority အနေနဲ့ကြည့်မှာလားပေါ့နော်ဒီမှာကျွန်တော်တို့ date မထည့်တာဖြစ်တဲ့အတွက် date အနေနဲ့မကြည့်တော့ဘဲနဲ့ priority အနေနဲ့ filter လုပ်ကြည့်မယ် priority ကိုနှိပ်လိုက်မယ် priority မှာဆိုလို့ရှိရင်တော့ P1 P2 P3 okay P3 ပါတဲ့ data ချက်လက်တွေကိုကျွန်တော်ကြည့်မယ်ဒါဆိုရင်နှစ်ခုရှိတယ်ပေါ့နော်P1 ပါတဲ့ data တွေကျွန်တော်ကြည့်မယ်ဒါဆိုရင်၄ခုရှိရပေါ့နော်ဒါ P1 priority P1 နဲ့သက်ဆိုင်အဲ့လိုမျိုးကျွန်တော်တို့ data တွေကိုအမြန်ဆုံး fit နည်းနဲ့ filter လုပ်လို့ရတယ်နောက်တစ်ခုက priority နဲ့မဟုတ်ဘူးね stat အနေနဲ့ကြည့်မယ် stat အနေနဲ့ကျွန်တော်ရေးလိုက်မယ်ဆိုလို့ရှိရင် stat မှာ complete ဖြစ်နေတဲ့complete ဖြစ်နေတဲ့ဟာဒီမှာ5ခုရှိတယ် complete ဖြစ်နေတဲ့ incomplete နဲ့ရှာမယ်ဆိုလို့ရှိရင် incomplete ဖြစ်နေတဲ့ဟာလည်း5ခုရှိမယ်ဖြစ်ရင် no status ဆိုလို့ရှိရင် no status နဲ့ပါတဲ့ဟာတစ်ခုရှိမယ်အဲ့ဒါတွေနဲ့ကျွန်တော်တို့ဒီအမြန်ဆုံးနည်းနဲ့ကျွန်တော်တို့ရဲ့ data တွေကို filter လုပ်ပြီးတော့ကြည့်လို့ရတယ် okay ဒါတော့ database နဲ့သက်ဆိုင်တဲ့ဟာလေးဖြစ်ပါတယ်